မင်္ဂလာပါခင်ဗျာအရီယာမြန်မာကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးဖြစ်စဉ်တွေက highlight လုပ်ပြီးမှတ်သားထားမယ့်သတင်းတစ်ပုဒ်ကိုတင်ပြပေးလိုပါတယ်အဲ့ဒီသတင်းကတော့အခြေခံဥပဒေပြင်ဆင်ရသည်များကိုပြင်ဆင်ပေးသွားမှာဖြစ်ပြီးတိုင်းပြည်ခွဲထွက်ရေးကိုတပ်မတော်နေဖြင့်လုံးဝလက်မခံကြောင်းယာယီသမ္မတပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရသည်များကိုပြင်ဆင်ပေးသွားမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်ဖွဲ့များနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးသမ္မတကဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဆိုတော့လေမိမိတို့နိုင်ငံနှင့်ကိုက်ညီသောဒီမိုကရေစီစနစ်ကိုကျင့်သုံးရန်လိုကြောင်းဖက်ဒရယ်စနစ်မှာပဲအလားတူပင်ဖြစ်ကြောင်းကွဲပြားခြားနားမှုများရှိတော့လေမိမိတို့အနေဖြင့်အကောင်းဆုံးဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ် highlight မှတ်သားစရာသတင်းတစ်ပုဒ်ကတော့ဝပြည်နယ်လူချင်းမာကအခြေခံဥပဒေအရလွှတ်တော်ထဲဝင်ပြီးတောင်းဆိုရမှာဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဝပြည်နယ်လူချင်းမာကအခြေခံဥပဒေအရလွှတ်တော်ထဲသို့ဝင်ပြီးတောင်းဆိုရမှာဖြစ်ကြောင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဤနိုင်ကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကအော်တိုဘာလ18ရက်နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဖို့ဌာန1မှာကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာတတိယနေ့ညီကုန်းချုပ်စကားပြောကြားရမှာထည့်သွင်းပြောကြားတယ်လို့သိရပါတယ်ကျွန်တော်တို့တင်ပြလိုတာကတော့ UWSA NDA ရာလည်းစီယုံတင်နေဆိုပြီးတော့ဒီလိုလေးမှတ်သားလိုက်ပါတယ် NCA ကိုလက်မခံတဲ့အဖွဲ့အစည်းလည်းရှိတယ် NCA ကတော့ကျွန်တော်တို့နိုင်ငံတကာကအသိမှတ်ပြုထားတယ်ဒီလမ်းကြောင်းတိုင်းပဲသွားမယ်သို့တော်လည်းကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာ NCA plus နဲ့လည်းဆောင်ရွက်ရင်ရတယ်သူတို့ရဲ့လူလားချက်တွေကဘယ်လိုရှိလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဆောင်ရွက်နိုင်တယ်လို့လည်းကျွန်တော်တို့ကလည်းဝါတို့မိုင်းလာတို့နဲ့ဆွေးနွေးတဲ့အချိန်မှာလည်းကျွန်တော်ပြောပြီးပြီထင်တယ်အဲ့ဒါကတော့သူတို့ရဲ့လူလားချက်ပေါ့ဝါပြည်နယ်ကိုလိုချင်တယ်အဲ့တော့ဝါပြည်နယ်လိုချင်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေရလွှတ်တော်တွေကိုလွှတ်တော်ထဲဝင်ပြီးတော့မှတောင်းဆိုပါအဲ့တော့ရနိုင်ခြေတွေဘာတွေရှိတယ်ဘယ်နေရာတွေမှာရှိတယ်ကျွန်တော်တည်တည်ချာချာရှင်းပြတယ်ခု NSPNC ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့ကြောင်းသိရပါတယ်အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာသမိုင်းမှာမှတ်သားတင်တဲ့ highlight news တွေပဲဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ